ဝအတွင်းမှာအမှောင်နဲ့အလင်းများအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရဏိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွညင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုပ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘဝအတွင်းမှာအမှောင်နဲ့အလင်းများဘုန်းကြီးတို့တွေဘဝတစ်ခုကိုရရှိထားကြအထူးအားဖြင့်လူဘဝနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာဟောကြားထားတဲ့ပုဂ္ဂလသုတ်တံဟာလူသားတွေဖို့နေ့စဉ်နဲ့အမျှနှလုံးသွင်းဆင်ခြင်ပြီးကိုယ်ပဲလမ်းသွားနေတယ်ဆိုတာကိုယ့်ကိုသိရှိနိုင်ဖို့ပါဘဝမှာအမှောင်နဲ့အလင်းဆိုတာကိုခွဲခြားသိဖို့လိုတယ်ကိုသွားနေတာဟာဘဝရဲ့အမှောင်ထဲကိုသွားနေတာလားသို့မဟုတ်ဘဝရဲ့အလင်းထဲကိုသွားနေတာလားဘဝမှာလူရည်လူဖြစ်လာပြီဆိုလို့ရှိရင်တော့အမှောင်နဲ့အလင်းဆိုတာကိုတော့ခွဲခြားသိတတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါလိုမှမသိလို့ရှိရင်ကိုဟာခြေလန်းတလန်းပြီးတလန်းအမှောင်ထဲသို့ရောက်သွားလို့ရှိရင်တော့မျောလင်းချက်မရှိတဲ့နေရာမျိုးကိုရောက်ရှိသွားနိုင်တယ်နောက်တစ်ဖန်လူသားတွေဟာလူသားတိုင်းဟာအလင်းနဲ့ရောက်နေတာမဟုတ်ဘူးကိုယ့်ကိုပြန်လည်ဆန်းစစ်ကြည့်ပြီးတော့မြတ်စွာဘုရားသုံးဖော်ပြတဲ့ဒီသုတ်တံမှာလာတဲ့စကားလုံးလေးတွေကိုကြည့်ပြီးတော့ငါဟာအမှောင်ထဲကလူလားသို့မဟုတ်ငါဟာအလင်းထဲကလူလားလို့ကိုယ့်ကိုယ်လည်းဆုံးဖြတ်သုံးသပ်တတ်ဖို့လိုအပ်တယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်ဆင်ញင်သုံးသပ်မှုဟာသိပ်ပြီးတော့အရေးကြီးတယ်နေ့စဉ်နဲ့ဘဝနေထိုင်တဲ့အခါမှာကိုယ့်ဘဝအရေးကိုဆင်ញင်သုံးသပ်မှုမရှိဘဲနဲ့ဖြစ်တယ်လို့နေဖြစ်တယ်လို့စာဘဝခရီးကိုရှောင်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေကလောကမှာအများကြီးပဲအများကြီးဖြစ်သည့်အတွက်ကြောင့်ဘဝအရေးမှာမျောလင်းချက်တွေဝေးပြီးတော့ကိုယ်သွားနေတဲ့လမ်းကိုအကောင်းထင်ပြီးသွားနေတော့လဲအဆိုးနဲ့တွေ့တတ်တယ်အဆိုးထင်ပြီးတော့နေတဲ့အရာတွေကလည်းအကောင်းဖြစ်ခြင်းဖြစ်နေတတ်တယ်အဲ့ဒါကြောင့်မို့လို့ဘဝတစ်ခုမှာဘယ်ဟာကအမှောင်လဲဘယ်ဟာကအလင်းလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့အရေးကြီးတယ်ပေါ့ဒ
ဒီလိုသိဖို့ဆိုတာတမန်အပြင်ပြောမယ်ဆိုရင်လွယ်တယ်လို့ထင်ကြသို့တော့ဒီအသိလေးကိုကဘုရားပွင့်တဲ့ခါမှမြတ်စွာဘုရားဟောကြားမှသိချရတာဖြစ်တယ်လွယ်လွယ်နဲ့သိနိုင်တာမဟုတ်ဘူးလောကလူဆိုပြီးတော့အသိဉာဏ်ရှိတယ်အုံနောက်ရှိတယ်လို့ဒီလိုပြောကြပေမဲ့လို့လူတွေမသိတဲ့အရာကအများကြီးပဲဖြစ်တယ်မသိလို့ပဲလောကလူတွေဟာယုံမိယုံရယုံပြီးတော့ရှောက်လန်းမိရလမ်းကိုရှောက်လန်းပြီးတော့နေကြတယ်အမှန်တရားဆိုတာနဲ့ဝေးကွာပြီးတော့နေကြတယ်လောကလူတွေဟာမျက်စိတစ်ဆုံးများသာကြည့်တတ်ပြီးထိုမျက်စိတစ်ဆုံးရဲ့ဟိုဘက်မှာဘာရှိတယ်ဆိုတာသိနိုင်စွာမရှိကြဘူးအဲ့ဒီသိနိုင်စွာမရှိတာလောကမှာဘုရားပွင့်လာလို့လောကကိုအလင်းအောင်ပေးလိုက်တဲ့အခါကျမှလူသားတွေဟာအသိဉာဏ်ပေါ်ပေါက်လာတာဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်လူတွေဟာကဘာဥကလူသားတွေကိုပဲကြည့်လိုက်ကဘာဥကာလမှာတဘာဝအန္တရာယ်ကြီးတွေနဲ့ကြုံရတယ်ဒီကနေ့ခေတ်မှာလည်းတဘာဝအန္တရာယ်ကြီးတွေရှိနေတာပဲငရင်လှုပ်တာတို့နော်ဆူနာမီဒီလိုင်းကြီးတွေတက်လာတာတို့မုန်တိုင်းကြီးတွေကျတာတို့တဘာဝအန္တရာယ်တွေရှိတယ်အဲ့ဒီတဘာဝအန္တရာယ်ကြီးတွေဟာဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုလူသားတွေဟာစိတ်မြစ်ကိုမသိနိုင်ကြဘူးမသိတဲ့အခါကျတော့တကုရှင်ကြီးတွေရဲ့အစွမ်းတကူကြောင့်အခုလိုဖြစ်နေတာလို့ထင်ပြီးတဲ့အခါမှာတကုရှင်တွေကိုကြောက်တဘာဝအင်အားစုကြီးရဲ့ချင်းချောက်မှုကိုကြောက်ပြီးတော့လက်မြောက်အရှုံးပေးတဲ့ဘဝမျိုးကိုရောက်သွားကြတယ်နောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာအသိဉာဏ်တစ်ဖြည်းဖြည်းရလာတော့တဘာဝအင်အားစုကြီးတွေရဲ့အခြေအနေတွေကိုဘယ်လိုကာကွယ်ရမလဲဘာကြောင့်ဒီတဘာဝဘေးရန်ကြီးတွေဖြစ်ပေါ်လာတယ်ဆိုတာအတော်အတန်သိရှိလာကြတဲ့အခါမှာလူတွေဟာကြောက်ရွံ့ခြင်းတဖြည်းဖြည်းလျော့ပါလာတယ်သို့တော်လည်းပဲလူတွေဟာကြောက်ရွံ့တဲ့အစွဲလန်းကိုကြည့်ပြီးတော့ကိုယ်ွယ်မိရကိုယ်ွယ်နေကြတဲ့ထာဝရဘုရားလို့ဆိုတဲ့တကုရှင်တွေကိုအာကိုယုံကြည်နေတဲ့စိတ်ဆွဲလန်းမှုဟာခဏအထိမပြောက်သေးဘူးပေါ့အလုံးဟာဘုရားသခင်ရဲ့အလိုတော်ကြလို့ဆိုပြီးစိတ်ဆွဲလန်းမှုနဲ့လူတွေဟာလက်မြောက်ပြီးရှုံးပေးနေကြသေးတယ်မိမိဆန္ဒကိုရှေ့တန်းမတင်ဝန်သေးဘူးမိမိရဲ့လုံလဝိရိယတွေကိုရှေ့တန်းတင်မထားနိုင်သေးဘူးမိမိရဲ့အသိဉာဏ်တွေရဲ့စွမ်းပကားကိုမသိကြသေးဘူးအေးမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မှမြတ်စွာဘုရားကဒါတွေကိုရှင်းရှင်းလင်းလင်းသိပြီးတော့လောကမှာအကြောင်းနဲ့အကျိုးအကောင်းနဲ့ဆိုးဆိုတာရှိနေတယ်ဘာကြောင့်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားကရှင်းလင်းဟောကြားပြီးလူတွေရဲ့စွမ်းအားကိုယ့်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတွေအသိဉာဏ်တွေဟာလူတွေမှာသာရှိတယ်ဆိုတာလူသာပဓာနဆိုတဲ့မူဝါဒနဲ့ဟောပြောလိုက်တဲ့အခါမှာလူတွေဟာတန်ဖိုးရှိတဲ့လူသားဖြစ်လာအနုဘဆိုလို့ရှိရင်လူတွေဟာတန်ဖိုးမဲ့နေတတ်တဲ့အနေအထားမျိုးရှိတယ်တေချာစဉ်းစားကြည့်ရင်လူရဲ့တန်ဖိုးဟာအတ္တမကြီးမားတယ်ဘာကြောင့်ကြီးမားလဲဆိုရင်ဟိုကောင်းကင်ဘုံကဗြမာတွေတို့နတ်တွေတို့ထဲကနေဖျားဖြစ်နိုင်တာမရှိဘူးလေဖျားဖြစ်တယ်ဆိုတာဘယ်ကဖြစ်လူသားတွေကပဲဖြစ်တယ်အဲ့တော့လူရဲ့တန်ဖိုးဟာလွန်ကြီးမားတယ်လေအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာပေါ်ထွက်တုံးဆိုလူလောကမှာပေါ်ထွက်ဒီကနေ့ခေတ်လူတွေရဲ့စွမ်းဆောင်မှုတွေဟာလောကမှာကိုပဲကြီးမားတဲ့အောင်မြင်မှုတွေကိုရနေကြတယ်ဆိုတာအမှန်တမ်းထင်ရှားအဲ့ဒီကြီးမားတဲ့အောင်မြင်မှုတွေဟာတထသမ္မာပယောဂိဋ္ဌိလို့ခေါ်တဲ့ကိစ္စဝိစ္စဆောင်ရွက်တဲ့နေရာမှာလုံလစွမ်းပကားတွေအသိဉာဏ်တွေကိုအသုံးချပြီးအောင်မြင်ကြီးပွားနေကြတယ်ဒီကနေ့ခေတ်မှာကြည့်လောကီဘက်ကကြည့်ပဲဆိုရင်လူတွေဟာငှက်လို့အတောင်ပံတက်ပြီးတော့ကောင်းကင်ပြန်နိုင်တဲ့ငှက်တွေလို့အတောင်ပံမပါပေမဲ့လို့လူတွေတီထွင်ထားတဲ့လေရင်တို့ဒုံးရင်တို့ကိုစီးပြီးတော့ကောင်းကင်ခရီးကိုသွားနိုင်နေကြတာဒါလူရဲ့စွမ်းပကားတစ်ခုလို့ပြောမှာပဲရေထဲလဲငုံလျိုးနိုင်ကြတယ်လောကလူတွေရဲ့စွမ်းရည်တတ္တိဟာအဗ္ဗဓမ္မကြီးမားလာတယ်လို့ဒီလိုပြောဒီစွမ်းရည်တတ္တိလေးတွေဟာပြောပလောက်တဲ့စွမ်းရည်တတ္တိမဟုတ်ဘူးဘယ်စွမ်းရည်တတ္တိကမှကြီးမားဆုံးလို့ဆိုလို့ရှိရင်ဘဝတန်တရားကြီးမှာမွေးဖွားလာလိုက်တဖြည်းဖြည်းအိုမင်းလာလိုက်နောက်ဆုံးသေဆုံးသွားရလိုက်ဆိုတဲ့ဒီမွေးလိုက်အိုလိုက်သေလိုက်ဆိုတဲ့
ဒီတန်တရားစက်ဝန်းကြီးကနေပြီးတော့ဘယ်လိုထွက်ရမယ်ဆိုတာလူသားတွေကဖရာကနေပြီးထွက်ပေါက်ကိုရှာပြနိုင်ခဲ့တယ်ပေါ့တကုရှင်မြမကြီးတွေတောင်ထွက်ပေါက်ကိုမသိခဲ့ကြဘူးမြတ်စွာဘုရားသခင်ကိုတော့ရှာပြတဲ့အခါမှာတန်တရားဝဆင်းရဲရဲ့အဆုံးသတ်တဲ့နေရာကိုလူတွေဟာရှာဖွေတွေ့ရှိထားကြတယ်အဲ့ဒါကိုပဲနိဗ္ဗာန်လို့ခေါ်တာပဲနိဗ္ဗာန်ရောက်သွားပြီဆိုရင်မွေးဖွားခြင်းမရှိသည့်အတွက်ကြောင့်အိုမင်းခြင်းလည်းမရှိဘူးအိုမင်းခြင်းမရှိသည့်အတွက်ကြောင့်သေဆုံးရခြင်းဆိုတာလည်းမရှိဘူးအဲ့ဒါလို့ဖြစ်ဥနာတိတန်တရားရဲ့ဝဆင်းရဲတွေလွတ်ကင်းရာကျင့်စဉ်ကြီးကိုနိလန့်တကြမြတ်စွာဘုရားကဟောပြောဆုံးမတော်မူခဲ့တာဒါတွေမကဘူးတန်တရားထဲမှာအစဉ်ပြေးနေအစဉ်ပြေးပြေးတန်တရားဝတွင်းကမလွတ်ဖဲနဲ့တန်တရားထဲမှာအစဉ်ပြေးပြေးနေကျင်ကြတယ်ဆိုလို့ရှိရင်လည်းပဲအစဉ်ပြေးစေနိုင်တဲ့နိလန်းတွေကိုမြတ်စွာဘုရားဟောပြောဆုံးမထားခဲ့သေးတာရှိတယ်တန်တရားဝကလွတ်ချင်တဲ့ပုဂ္ဂိုလ်တွေအတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဟောပြထားသလိုပဲတန်တရားဝတွင်းမှာအစဉ်တပြေးနေသွားခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါကိုလည်းမြတ်စွာဘုရားကရှင်းလင်းဆုံးမထားတော့လောကမှာမြတ်စွာဘုရားရဲ့စွမ်းပကာစွမ်းဆောင်မှုဟာအင်မတန်မှကြီးမားတယ်စဉ်းစားကြည့်အခုလိုညအခါရောက်လာတဲ့အခါမှာနေမင်းကြီးရဲ့လင်းရောင်ပျောက်သွားတယ်ပျောက်သွားသည့်အတွက်ကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့အရာခတ်သိမ်းဟာမှောင်ထဲရောက်သွားတယ်မှောင်ထဲရောက်သွားသည့်အတွက်ကြောင့်လူတွေရဲ့ပဂရိမျက်စိနဲ့မြင်နိုင်စွမ်းမရှိတော့ဘူးအဲ့ဒီလိုမြင်နိုင်စွမ်းမရှိတော့အမှောင်ထဲရောက်နေတဲ့လူသားတွေဟာမမြင်နိုင်တော့သလိုပဲမြတ်စွာဘုရားပွင့်မလာတဲ့အခါမှာမြတ်စွာဘုရားဟောပြောတဲ့တရားဓမ္မကိုမသိရတဲ့အခါလူလောကကြီးဟာမှောင်ကျနေတယ်လို့အကောင်းနဲ့ဆိုအကြောင်းနဲ့ကျိုးခွဲခြားသိနိုင်စွမ်းမရှိဘူးမြတ်စွာဘုရားပွင့်လာတာဟာအရှိလောကရကနေမင်းကြီးပေါ်လာတယ်လို့ပဲလူတွေရဲ့ဘဝအလင်းတစ်ခုကိုထင်ထင်ရှားရှားကြီးပြသလိုက်တာပဲဖြစ်တယ်အဲ့ဒါလို့မြတ်စွာဘုရားဟောပြသွားတဲ့ဘဝအလင်းမှာတို့တွေဟာဘယ်အခြေအနေရှိသလဲလို့ကိုယ့်ကိုဆင်ញင်သုံးသပ်ဆုံးဖြတ်နိုင်ရအောင်ဒီဒေသနာတော်ကိုမှတ်သားနာယူထားကြဖို့လိုအပ်တယ်ပေါ့ကိုယ့်ကိုသုံးသပ်ဖို့ပါမြတ်စွာဘုရားကကဘာမှာရှိတဲ့လူသားတွေအားလုံးကိုလေးပုံပုံပြီးတော့လေးမျိုးလေးစားခွဲခြားပြီးတော့ပြတယ်လေးမျိုးလေးစားခွဲခြားပြတယ်ဆိုတာအမှောင်ထဲမှာရောက်နေပြီးတော့အမှောင်ထဲကိုသွားနေတဲ့ပုဂ္ဂိုလ်ဟာတဦးရှိတယ်တဲ့တခါအမှောင်ထဲရောက်နေတော့လဲအလင်းဘက်ကိုဥတီသွားနေတဲ့ပုဂ္ဂိုလ်ဟာလည်းတယောက်ရှိတယ်တဲ့အလင်းထဲရောက်နေပါလေအမှောင်ဘက်ကိုဥတီသွားနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အလင်းထဲရောက်နေပြီးအလင်းဘက်ကိုသွားနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဟောကမ္ဘာမှာရှိတဲ့လူမျိုးတွေအခုတန်မုံ6000ကျော်9000ရှိတဲ့လူသားတွေကိုဒီ၄မျိုးထဲမှာထည့်သွင်းလိုက်တယ်အဲ့ဒီလို၄မျိုးထဲမှာထည့်သွင်းလိုက်လို့ရှိရင်လေးပုံပုံနဲ့နံပါတ်1အမျိုးအစားထဲမှာဒီကနေ့ခေတ်ကမ္ဘာလူသားတွေဟာပထမအမျိုးအစားတွေကများသလားဒုတိယအမျိုးအစားထဲမှာများသလားတတိယအမျိုးအစားထဲမှာများသလားစတုထအမျိုးအစားထဲမှာများသလားလို့ဆိုတာဟာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်လို့ရတယ်သူများအရေးမသုံးသပ်ချင်ဘူးဆိုလို့ရှိရင်လေကိုယ့်အရေးကိုတွေးကြည့်ဖို့ငါဟာနံပါတ်1အမျိုးအစားတွေကလားသို့မဟုတ်နံပါတ်2အမျိုးအစားတွေကလားသို့မဟုတ်နံပါတ်3ထဲမှာငါပါသလားသို့မဟုတ်နံပါတ်4ထဲမှာငါပါသလားဆိုတာကိုယ့်ကိုဆင်ញင်သုံးသပ်ဆုံးဖြတ်တတ်ဖို့ပဲမြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာဘာနဲ့ဥပမာတူတယ်လဲလို့ဆိုရင်မှန်တဲ့ကြေးမုံနဲ့လားသလားတူတယ်ကြေးမုံလို့ခေါ်တာရှေးခေတ်တုန်းကကြေးပြားကိုအယောင်ဝဲနေအောင်ပုတ်ပြီးတော့လူတွေဟာကိုယ့်မျက်နှာရိပ်ကိုကိုချိကြတယ်ဒါကြောင့်မို့လို့နော်တောက်ပနေအောင်ပုတ်ထားတဲ့ကြေးပြားကိုကြေးမုံလို့ခေါ်ရဒီကနေ့ခေတ်မှာတော့ကြေးမုံနဲ့ပို့ပြီးတော့ထင်သာမြင်သာရှိတဲ့ဗရာတုတ်ထားတဲ့မှန်မျိုးတွေပေါ်လာတဲ့အခါကြည်မှန်ပို့ပြီးတော့ထင်ရှားလာတယ်ပေါ့အဲ့တော့မှန်ဆိုတာဘာလို့ဖို့လဲလို့မေးလို့ရှိရင်မှန်ဆိုတာကိုယ့်ကိုကြည့်ပြီးတော့ဆင်ញင်သုံးသပ်ဆုံးဖြတ်ဖို့အတွက်ပဲမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေဟာမှန်နဲ့အလားတရတူတယ်မှန်ဆိုတာအိမ်မှာဝယ်ထားပြီးသိမ်းထားရမယ့်ပစ္စည်းမဟုတ်ဘူး
ရေးရှိတဲ့အခါမှာကိုယ့်မျက်နှာကိုကြည့်ပြီးဆင်ခြင်သုံးသပ်ဖို့ထားတာနော်အသုံးချရမယ်ပစ္စည်းတစ်ခုဖြစ်ထို့တူပဲမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေဟာအခုလိုတရားပွဲမှာလာပြီးတရားလေးနာပြီးပြီးသွားပြီတရားပွဲကပြန်တယ်လို့ဒီလိုလေးထားလို့ထားရုံထားရမယ်အရာမျိုးမဟုတ်ဘူးမှတ်သားနာယူပြီးတဲ့အခါမှာကိုယ့်ဘဝမှာကိုကြည်မှန်တဲ့ကကိုယ့်မျက်နှာကိုကြည့်ပြီးဆင်ញင်သုံးသပ်ဆုံးဖြတ်တယ်လို့ကိုယ့်ဘဝကိုဆင်ញင်သုံးသပ်ဆုံးဖြတ်တတ်ဖို့လိုအပ်တယ်လို့ဆိုလိုတယ်ပေါ့မှန်ကြည့်ပြီးတော့လူတွေဟာအလှပြင်ကြတယ်လို့ပဲမြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတော်တွေကိုကြည့်ပြီးတဲ့အခါကျတော့ကိုယ့်ကိုပုံဖော်ပြီးကိုယ့်ကိုပြုပြင်ကြရမှာဖြစ်တယ်လောကမှာကံကြမ္မာပုံရိပ်တွေဆိုတာလူတွေပေါ်မှာပေါ်နေတာပဲဖြစ်တယ်လူတွေရဲ့စိတ်နေသဘောထားတွေကံကြမ္မာပုံရိပ်တွေဟာလူတွေရဲ့မျက်နှာရိပ်ပေါ်မှာအထင်သာပေါ်နေတယ်ထင်သာပေါ်နေတယ်ဆိုတာဘာကိုပြောတာတုံးလို့စဉ်းစားကြည့်လူဖြစ်လာတာချင်းတူတယ်ဒေသတစ်ခုထဲမှာမွေးကြတာလည်းတူတယ်တမျိုးနယ်ထဲမှာမွေးကြတာလည်းတူတယ်တရက်ကွက်ထဲမှာမွေးကြတာလည်းတူတယ်သို့မဟုတ်တမေအေတဲ့တဖေအေတဲ့ကမွေးကြတာချင်းတူတယ်သို့တော့အားလုံးဟာတူတူပဲလားလို့ဆိုမတူဘူးတချို့ကယုံလာတယ်တချို့ကယုံဆိုးတယ်တချို့ကယောဂများတယ်တချို့ကယောဂနည်းတယ်တချို့ကအသက်ရှည်တယ်တချို့ကအသက်တိုးတယ်တချို့ကချမ်းသာကြွယ်ဝတယ်တချို့ကဆင်းရဲမွဲတေတယ်တချို့ကအသိဉာဏ်ထက်မြက်တယ်တချို့ကအသိဉာဏ်မရှိဘူးတချို့ကအချမ်းရံများတယ်တချို့ကအချမ်းရံမများဘူးဆိုတဲ့စူကြုံနှိမ့်ပြင်ကွာဟချက်တွေအများကြီးရှိနေတယ်။ဘာကြောင့်ရှိနေရတယ်လဲဆိုတာဟာလူသားတွေတိုင်းစဉ်းစားဆင်ခြင်ရမယ့်အချက်တွေပဲဖြစ်တယ်နော်။အဲဒီလိုကံကြမ္မာပုံရိပ်တွေလူလောကအတွင်းမှာထင်ထင်ရှားရှားပြနေတော့လည်းပဲမဆင်ញင်မသုံးသပ်လို့ရှိရင်အဖြေထုတ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားတော်တွေကိုနာယူပြီးတဲ့အခါမှာအဖြေထုတ်နိုင်အောင်ကြိုးစားအထောက်ရှင်ရာဟုလာကိုမြတ်စွာဘုရားမေးတယ်ရာဟုလာကြေးမုံဆိုတဲ့မှန်ဟာဘာလို့ဖို့လဲဆိုရှင်ရာဟုလာဖြေတယ်ကလေးလေးပဲဖြေတတ်တယ်အရှင်ဘုရားတဲ့ကြည့်ပြီးတော့ဆင်ញင်သုံးသပ်ဖို့ပါတဲ့ဟုတ်ပြီကြည့်ပြီးတော့ဆင်ញင်သုံးသပ်တယ်ကိုယ့်ဘဝကိုယ်လည်းပဲအခုလိုမစင်စားမဆင်ញင်ပဲနဲ့မနေပဲနဲ့ဆင်ញင်သုံးသပ်ပြီးတော့နေရမယ်ဆင်ញင်သုံးသပ်ဆုံးဖြတ်မှုကိုမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုဘဟုကာရာဘိက္ခဝေပစ္စဝခဏကုသလေတုဓမ္မေတုကောင်းတဲ့အချက်တွေနဲ့ပတ်သက်လာလို့ရှင်ဆင်ញင်သုံးသပ်နိုင်မှုကသိပြီးတော့ကျေးဇူးများတယ်လို့ဒီလိုဟောထားတာနော်အကျိုးကျေးဇူးအမြဲတမ်းများပြားတယ်ဘယ်ရာပဲဖြစ်ဖြစ်ဆင်ញင်သုံးသပ်တွေးတောတတ်ရမယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒါကြောင့်မို့လို့ဘဝခရီးကိုရှောက်လန်းနေကြတာတို့တွေဟာဘဝခရီးကိုရှောက်လန်းနေကြဆဲဖြစ်တယ်ဒါဖြင့်တို့ရထားတဲ့ဘဝကအမှောင်တွေကဘဝလားသို့မဟုတ်တို့ရထားတဲ့ဘဝကအလင်းတွေကဘဝလားဆိုတာအမှောင်နဲ့အလင်းဒီနှစ်ခုကိုခွဲခြားပြီးတော့ဆင်ញင်သုံးသပ်ဖို့လိုတခါကိုယ့်ရဲ့လိုရတွေနဲ့ပတ်သက်လာတဲ့အခါမှာကျတော့ငါဟာအမှောင်နဲ့သွားနေတဲ့လူလားသို့မဟုတ်အလင်းဘက်ကိုဥတီသွားနေတဲ့လူလားဆိုတာကိုယ့်ကိုဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်တဲ့အဲ့ဒါကြောင့်မို့လို့ဒီသုတ်တံမှာမြတ်စွာဘုရားကပုဂ္ဂိုလ်လေးမျိုးခွဲခြားပြီးဟောလိုက်တာအမှောင်ထဲမှာနေပြီးတော့အမှောင်ထဲကိုသွားနေတဲ့ပုဂ္ဂိုလ်ဟာတူနော်အမှောင်ထဲမှာနေတော့လဲအလင်းဘက်ကိုသွားနေတဲ့ပုဂ္ဂိုလ်ဟာတူအလင်းထဲမှာနေတော့လဲအမှောင်ဘက်ကိုသွားနေတဲ့ပုဂ္ဂိုလ်ဟာတူအလင်းမှာနေပြီးတော့အလင်းထဲသွားနေတဲ့ပုဂ္ဂိုလ်ဟာတူလို့လောကမှာရှိတဲ့လူသားတွေအားလုံးဟာဒီလေးမျိုးတွေကိုထည့်သွင်းပြီးတော့ကြည့်လိုက်အဲ့ဒါလို့ထည့်သွင်းကြည့်လိုက်တော့အဖြေထုတ်တဲ့အခါမှာစဉ်းစားကြည့်အမှောင်ဆိုတာဘာလဲလောကလူသားတွေအတွက်ပြောမယ်ဘဝရဲ့အမှောင်ဆိုတာဘာလဲအမှောင်ဆိုတာအမှောင်ထဲရောက်နေလို့ရှိရင်လူရမဝင်တာကိုအမှောင်လို့ခေါ်တာပဲနော်ဘဝမှာနှိမ့်ကြပြီးတော့အခြေအနေမလှတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေတော့ဆိုဘဝမှာလူရယ်လို့လာဖြစ်တော်လဲပဲတကယ်ကိုအောက်တန်းကြလာတဲ့လူတကာဆက်ဆုပ်ရွံရှာလာတဲ့
အောက်တန်းကြတဲ့အမျိုးတွေမှာလာဖြစ်မြန်မာနိုင်ငံမှာတော့ဇက်ခွဲခြားမှုမရှိသည့်အတွက်ကြောင့်မြန်မာလူမျိုးတွေကဒီအချက်ကိုသိကောင်းမှသိလိုက်ဟိုးအိန္ဒိယနိုင်ငံတို့ဘာလို့ကြည့်လိုက်မယ်ဆိုရင်ဇက်ခွဲခြားမှုစနစ်ဟာအလွန်ကြီးမားတယ်နှိမ့်ကြတဲ့ဇက်ထဲမှာလူသွားဖြစ်လို့ရှင်အဲ့ဒီလူကိုဘယ်လောက်ထိအောင်ကြံတဲ့ပုဂ္ဂိုလ်တွေကအဖက်မလုပ်တယ်လဲဆိုရင်သူတို့ကိုခေါ်တဲ့အန်တချေပေါ်မထိရမကန်ရတဲ့လူနူးနေလို့မဟုတ်ဘူးနူနာယောဂဆွဲကပ်နေလို့အရေပြားယောဂရှိနေလို့မတရိစရာအငြိမ်ကြီးတွေရှိနေလို့မထိရမကန်ရတာမဟုတ်ဘူးအမေဖေကမွေးထားလို့ဘလောက်ပဲချောချောဘလောက်ပဲလှလှတန်းတန်းပြပြနေရှိတော့လဲဇန်နေကမွေးထားတဲ့ပုဂ္ဂိုလ်ဟာအန်တချေပေါ်ထိရင်တနာတယ်ဆိုဘယ်သူမှမထိရုံနဲ့မဟုတ်ဘူးသူ့လေအောက်ကဘယ်သူမှမနေဘူးသူဟာလေတင်ကနေလို့ရှိရင်အရိုက်နဲ့ခံရကောင်းခံရလိမ့်မယ်နော်သူ့ရဲ့လေတရရင်တောင်လူတွေကတနာတယ်လို့ယူဆဒါလူချင်းပုံပြင်မဟုတ်ဘူးခဏသွားကြည့်ရှိတယ်ဒီယူဆတွေဟာနော်မြတ်စွာဘုရားပွင့်ခဲ့တဲ့အိန္ဒိယနိုင်ငံကြီးမှာဇက်ခွဲခြားမှုစနစ်ဟာအကြီးအကျယ်ဖြစ်ခဲ့တယ်မြင့်မြတ်တဲ့မျိုးရိုးကနေမွေးလာလို့ရှိရင်တစ်သက်လုံးဘာတွေလှုပ်မြင့်မြတ်တယ်သူတို့ကနှိမ့်ကြတဲ့မျိုးရိုးကမွေးလို့ရှိရင်ဘလောက်ကောင်းအောင်လှုပ်နှိမ့်ကြဟောဇက်နဲ့ခွဲခြားသတ်မှတ်တာမြတ်စွာဘုရားပွင့်လာတဲ့အခါအဲ့ဒီအယူဆကြီးကိုတွန်းလှန်ပြလိုက်တယ်မြတ်စွာဘုရားကနသစ္စာဝတ္တလောဟောတိနသစ္စာဟောတိပြမလို့အောက်တန်းကြတယ်ဆိုတာဇက်နဲ့မဆိုင်ဘူးမြင့်မြတ်တယ်ဆိုတာလဲဇက်နဲ့မဆိုင်ဘူးတဲ့ဘာနဲ့ဆိုင်တော့ဆိုရင်ကမ္မှုနာဝတ္တလောဟောတိကမ္မှုနာဟောတိပြမလို့သူ့ရဲ့လောက်ရနဲ့ဆိုင်နေမြတ်စွာဘုရားကလက်တွေ့ပဲဟောတယ်လက်တွေ့အမတန်မှကြတယ်မျိုးရိုးကဘလောက်မြတ်သူမြတ်ပစ္စည်းခိုးရင်သခိုးပဲနော်အတင်းလူရင်ဓမြပဲမဟုတ်တာလှုပ်လို့ရှင်နော်မဟုတ်တာလှုပ်တဲ့လူဒုစရိုက်သမားပဲဒီလိုဆိုလိုတာနော်အလုတ်ပေါ်မှာကြည့်ပြီးတော့လူတယောက်ရဲ့စံချိန်စံညွှန်းကိုတိုင်းတာပြီးတော့ပြတဲ့ဒီအတိုင်းတာဒီအယူဆဟာမြတ်စွာဘုရားပေါ်လာမှပွင့်လာမြတ်စွာဘုရားပွင့်လာမှဒီအယူဆကိုသိတာလူဦးရေတန်ပေါင်း1000ကျော်ရှိတဲ့အိန္ဒိယနိုင်ငံကြီးပေါ့ဒီပြင်နိုင်ငံတွေလည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့ဒီနိုင်ငံကြီးမှာဒီအယူဆလွှမ်းမိုးချုပ်ကင်ပြီးတော့နေတယ်မြတ်စွာဘုရားပွင့်လိုက်တဲ့အခါကျတော့မျိုးရိုးစားနဲ့ဘာမှမဆိုင်ဘူးသူ့ရဲ့လုပ်ရနဲ့ပဲဆိုင်တယ်ကောင်းတာလုပ်ရင်ကောင်းတယ်မကောင်းတာလုပ်ရင်မကောင်းဘူးဒီလိုဆိုလို့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းပဲကိုချင်းသီလမရှိရင်ဘလောက်မျိုးရိုးမြတ်လူရုပ်ပဲဒီလိုတတ်မှတ်ချက်လေးတွေဟာဘုရားပွင့်လာတဲ့အခါမှာပေါ်ထွန်းလာတာဖြစ်တယ်အဲ့တော့လောကမှာဘုန်းကြီးတို့တွေဘဝရဲ့အမှောင်ထဲဆိုတာခုနကအတိအမှတ်အပြုမခံရတဲ့ဘဝတစ်ခုဟာလည်းပဲလူလောကကြီးထဲမှာအမှောင်ထဲရောက်နေတဲ့ဘဝမျိုးဖြစ်ရတယ်ပေါ့တခါအဲ့ဒါလို့အောက်တန်းနောက်တန်းကြတဲ့ဘဝမျိုးမှာလူဖြစ်ယုံမြမကဘာဖြစ်လဲစားစရာတောက်စရာလည်းမရှိဘူးဆင်းရဲမွဲတေလိုက်တာတောင်းရန်စားတော့ရတယ်တောင်းရန်စားတော့ရုံနဲ့မကဘူးယောဂလည်းထူပြောတယ်နော်မွေးရပါမျက်လုံးကလည်းကန်းနေသေးတယ်လက်ကလည်းကောက်နေသေးတယ်ခြေကလည်းခွဲနေသေးတယ်ဆိုတော့မတန်ဆွမ်းနဲ့လူရဝဲဆွဲလဲရသခိုးထောင်းဆိုတာလို့ဆိုးလိုက်တဲ့ဘဝမျိုးကိုရောက်ပြီးတော့နေတဲ့လူတယောက်ရဲ့တနာစရာဘဝကိုကြည့်လိုက်အဲ့ဒီဘဝမျိုးဟာအလင်းတဲ့ကဘဝလားအမှောင်တဲ့ကဘဝလားလို့မေးမယ်ဆိုရင်အမှောင်တဲ့ကဘဝအမှောင်တဲ့ကဘဝဒီကနေ့ခေတ်မှာကျင်နာတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကကုညီစောင့်ရှောက်ထားတော့လည်းပဲသူ့ဘဝဟာအလိုလိုနှိမ့်ကျနေတဲ့ဘဝမျိုးဖြစ်တယ်ယောဂလည်းထူပြောသေးတယ်မျိုးရိုးကလည်းအောက်တန်းကြတယ်ယောဂလည်းထူပြောတယ်စားစရာတောက်စရာလည်းမရှိဘူးဆင်းရဲမွဲတေပြီးတော့နေတဲ့ဘဝမျိုးဟာအောက်တန်းနောက်တန်းကြလို့ဒါဘဝအမှောင်တွေကဘဝလို့ဒီလိုဆိုလို့တယ်ပေါ့တခါလောကလူတွေတစ်စိတစ်စောင်းတစ်ဖက်ကိုကြည့်လိုက်တချို့ပုဂ္ဂိုလ်တွေကြတော့မိဘကလည်းထက်တန်းကြတယ်အများကယုသိလေးစားတဲ့မိသားစုကနေမွေးဖွားလာတယ်အဲ့ဒီလိုမိသားစုကမွေးဖွားလာရင်ယုံနေမကဘူး
ရုပ်ကလည်းတန်တန်ပြတ်ပြတ်ထောင်ထောင်မောင်းမောင်းချောချောမွေ့မွေ့ဒီလိုတွေမကဘူးစာဝတ်နေရလည်းပြေးပြေးလဲလဲယောဂလည်းမရှိဘူးကြမ်းကြမ်းမာမာနဲ့စားစရာတောက်စရာနေစရာထိုင်စရာပြည့်ပြည့်စုံတဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးကလည်းလောကမှာရှိတယ်အဲ့ဒါလိုဘဝမှာအစဉ်လှလှအထက်တန်းကြကြနဲ့ဘဝမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီလိုဘဝမှာအထက်တန်းကြကြမွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေဟာအလင်းတဲ့ဘဝအလင်းတဲ့ကဘဝလို့ဒီလိုဆိုလိုရတယ်ပေါ့။ဘာဖြစ်လို့အလင်းတဲ့ကဘဝလို့ဆိုသူ့ရဲ့ဂုဏ်သတင်းတွေကိုလူတိုင်းကလည်းဂုဏ်သိကြတယ်ဘဝမှာအလင်းတဲ့ကဘဝတစ်ခုကိုရောက်တယ်။နှိုင်းရှင်ပြီးတော့ကြည့်လိုက်ခုနကအမှောင်တဲ့ကဘဝနဲ့အလင်းတဲ့ကဘဝဟာအလွန်ကွာခြားတယ်ပေါ့။ကမ္ဘာမှာကြည့်မြန်မာနိုင်ငံမှာကြည့်ကိုမြို့ကိုဒေသမှာကြည့်ဘဝရဲ့အလင်းတဲ့ကဘဝရောက်နေကြတဲ့ပုဂ္ဂိုလ်တွေရှိသလိုအမှောင်တဲ့ကဘဝတွေမှာနေထိုင်ကြရတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဒီလိုဆိုလို့အဲ့တော့အခုလိုနေထိုင်ရခြင်းဟာမြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်အရာဘာကြောင့်သူဟာအမှောင်တဲ့ကဘဝမှာလူဖြစ်ရတယ်လဲဘာကြောင့်အလင်းတဲ့ကဘဝမှာလူဖြစ်ရတယ်လဲလို့ဆိုဘယ်သူမပြုမိမိမှုဆိုတဲ့ကံကြမ္မာရဲ့ကိုလုတ်ခဲ့တဲ့ကံကြမ္မာရဲ့အကျိုးပေးလို့ဒီလိုဆိုတာပေါ့နော်ကံကြမ္မာရဲ့အကျိုးပေးတခြားဘာသာတွေရပြောမယ်ဆိုရင်ဘုရားသခင်ကဖန်ဆင်းတယ်လို့ဆိုမှာပေါ့အေးဗုဒ္ဓဘာသာတွေကြတော့ဘုရားသခင်ကဖန်ဆင်းတာမဟုတ်ဘူးကိုလုတ်တဲ့ကံတွေရဲ့အကျိုးဆက်တွေပဲဒါကလည်းလောကမှာစဉ်းစားကြည့်လူတိုင်းဟာလူကောင်းတွေကြည့်လားလို့ဆိုဘယ်ဟုတ်မလဲသူစရိုက်တွေကြီးလုံနေတဲ့လူတွေမဟုတ်ဘူးဒုစရိုက်တွေလုံတဲ့လူတွေလည်းအများအပြားရှိတယ်ပေါ့အဲ့တော့တစ်ချိန်တုန်းကမကောင်းတာလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာထိုမကောင်းတဲ့ကံတွေရဲ့အကျိုးဆက်အနေနဲ့မကောင်းတဲ့ကံကြမ္မာပုံရိပ်တွေသူတို့တဏ္ဍာမှာလာပေါ်နေတယ်ဒီလိုဆိုလိုတာပေါ့နော်အကယ်၍ကောင်းတာတွေဒီကနေ့ခေတ်မှာလဲလူတွေကြည့်ကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်တွေစိတ်ကောင်းနှလုံးကောင်းထားကြတဲ့ပုဂ္ဂိုလ်တွေလူလောကမှာအချင်းချင်းကူညီရိုင်းပင်းပြီးတော့မေတ္တာကရုဏာမုဒိတာတရားပွားများနေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာလေအတိတ်ဘဝကပွားများအားထုတ်လာခဲ့တဲ့သူတို့ကုသိုလ်ရဲ့အရှိန်ကြောင့်ဒီဘဝမှာအလင်းတဲ့ကဘဝမှာလူလာဖြစ်နေကြတယ်သူတို့ရဲ့ဘဝဟာမတောင်းမတမကြောင်းမကြဒီလိုဖြစ်ရတယ်ပေါ့အဲ့ဒါလည်းဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးကိုလုံးခဲ့တဲ့ကံပေါ်မှာအခြေခံပြီးတော့ဖြစ်လာတာမြတ်စွာဘုရားရဲ့အဆုံးဖြတ်အရကမ္မန္တတေဝိပစ္စတိယတိတံဟိနပဏိတတာယအောက်တန်းကျသွားတာတို့အထက်တန်းကျလာတာတို့ဆိုတာဘယ်သူကနေပြီးတော့လူတွေကိုခွဲခြားပေးနေတာတော့ဆိုရင်ကိုလုံးတဲ့ကံတွေကခွဲခြားပေးနေတာကမ္မတက္ကာတတ္တာတရဝါတွေဟာကိုလုံးတဲ့ကံကိုကိုပိုင်ကြရတယ်ပေါ့ဒါကတော့အလွန်ကိုလက်တွေ့ကြတဲ့စကားတစ်ခုပေါ့ကိုလုထာကိုရတယ်ဆိုတာမှန်ကန်မယ်ကမ္မထာရတာကံပေးတဲ့အမွေဒါကိုပဲခံကြရတယ်ကံပေးတဲ့အမွေတိုင်းကံကြမ္မာပုံရိပ်တွေလူတွေရဲ့တဏ္ဍာမှာပေါ်လာတယ်အဲ့တော့အခုလို့အလင်းတွေကဘဝရောက်ဖို့လို့အမှောင်တွေကဘဝရောက်ဖို့လို့ဘယ်သူကနေပြီးတော့ဖန်ဆင်းနေတာလဲဖန်တီးပေးနေတာလဲဆိုရင်ကိုယ့်ရဲ့လောက်ရကဖန်ဆင်းနေတာဒီလိုဆိုလို့ရပေါ့အဲ့တော့ကံကြမ္မာနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်လေလောကလူတွေဒီကနေ့ခေတ်ပဲလူထဲမှာပဲကြည့်ထိတ်ကနေစီဆိုစိတ်တူတဲ့လူတွေထိတ်ကနေစီဆိုရင်ရိုက်လိုက်မယ်နှက်လိုက်မယ်ဆိုတဲ့လူတွေအများကြီးရှိတယ်နော်စိတ်တူတဲ့လူတွေရှိတယ်စိတ်တူပြီးတော့စကားချိုချိုသားသားမပြောဘူးအမြဲတမ်းပဲစိတ်ဆိုးမှန်ဆိုးဖြစ်နေတတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အိုးသဘောကောင်းတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်နော်သဘောကောင်းတဲ့ပုဂ္ဂိုလ်တွေလည်းကဲအဲ့ဒီလူနှစ်ယောက်ရဲ့စိတ်နေသဘောထားနဲ့လောက်ရဟာမတူသည့်အတွက်ကြောင့်မတူတဲ့စိတ်နေသဘောထားကတူတဲ့ပုံရိပ်ကိုဘယ်လိုလုပ်ဖို့မဖော်နိုင်ဘူးဒါကြောင့်မို့လို့စိတ်အမြဲတမ်းတိုးနေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာနဲ့စိတ်ကြည်ပြီးတော့ခင်မင်ပွဲကောင်းတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဒီနှစ်ခုကိုရှင်ကြည့်လိုက်
ရှင်ကြည့်လိုက်ရင်စိတ်တိုးနေတဲ့အခြေအနေမှာကြည့်လိုက်ရင်ကိုအဲ့ဒီရဲ့မျက်နှာတင်းမာပြီးတော့အယုတ်ဆိုးကြီးတန်ဖြစ်နေတယ်စိတ်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်မေတ္တာတတ်သက်ဝင်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြည်လင်အေးမြပြီးတော့နေတယ်ဆိုအဲ့ဒီသဘာဝတရားနှစ်ခုဟာအခုဘဝမှာတည်းပဲအခုလို့အခုပေါ်နေတဲ့အရေးအယောင်နေတာဖြစ်တယ်ပေါ့ဒါကြောင့်မလို့ဘဝမှာစိတ်ခဏခဏတူတဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေဟာလူဘဝရောက်လာတဲ့အခါမှာအယုတ်ဆိုးအကြီးတန်းတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်တဲ့ဒါကသဘာဝလည်းအလွန်ကြတယ်လေစိတ်ခဏခဏတူတဲ့လူဟာနှုတ်သီးဆူနေမှာပဲလေဘယ်တော့မှသူပြုံးတဲ့မျက်နှာရမှာမဟုတ်ဘူးသူကမှမပြုံးတတ်တာကိုအဲ့တော့ဒီလိုပဲဖြစ်ရမှာပေါ့မြဲပြုံးနေတဲ့ပုဂ္ဂိုလ်ဟာပြုံးတဲ့မျက်နှာမျိုးပဲပိုင်ရှင်ဖြစ်မှာပေါ့ကံကြမ္မာဆိုတာဒီလိုသွားတာနော်တခြားကံကြမ္မာတွေလည်းကြည့်သူတော်ဘာကိုဘာပဲဖြစ်ဖြစ်ကူညီခြင်းနဲ့ပေးခြင်းနဲ့ကြွေးခြင်းနဲ့ဆိုတဲ့လူကတစ်မျိုးမပေးဘူးဆိုတဲ့လူတွေကမပေးုံနဲ့မကဘူးသူများထဲကသူများပါစက်ထဲကအစာတောင်လူယူမယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကတစ်မျိုးအဲ့ဒီနှမျိုးစဉ်းစားကြည့်သူများကိုရဲရဲရောရောပေးတတ်တဲ့ပုဂ္ဂိုလ်ကဖြစ်လျက်ဘဝမှာသူ့မှာပေးမဲ့ကမ်းမဲ့လူတွေအများကြီးဖြစ်လာအလို့လျောက်ပြည့်ပြည့်စုံစုံဖြစ်လာတယ်မပေးဘူးဆိုတဲ့လူတွေပုဂ္ဂိုလ်ဟာမရဘူးဆိုတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ပေါ့ဒါလည်းကံကြမ္မာကဖန်တီးပေးလိုက်တဲ့အခြေအနေတစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ဘဝမှာဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာအဓိကအကြောင်းရင်းအနေနဲ့ကကိုလှုပ်တဲ့ကံရဲ့ဒီဖန်ဆင်းမှုကိုလှုပ်တဲ့ကံကြမ္မာရဲ့အခြေကိုခံပြီးတော့လူတွေဟာဘဝခရီးကိုရှောင်လန်းကြကောင်းပြီဆင်းရဲတယ်မွဲတေတယ်ယောဂဝေဒနာတွေထူပြောတယ်ရုပ်ဆိုးကြီးတန်တယ်ဆိုတဲ့အမှောင်တွေကဘဝရတဲ့လူတွေရှိတယ်အေးအမျိုးမြင့်မြတ်တယ်ကျမ်းမာတယ်အစင်းလာတယ်စားဝတ်နေပြည့်စုံတယ်ဆိုတဲ့အလင်းဘဝအလင်းထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒါတွေဟာအတိတ်နဲ့သက်ဆိုင်ပြီးတော့ဒီဘဝကိုရောက်ရှိလာကြတာအဲ့တော့အမှောင်တွေကဘဝဆိုတာယောဂါတွေထူပြောပြီးစာဝတ်နေမပြည့်စုံတဲ့တကယ်ကိုစာဝတ်နေမပြည့်စုံလို့ရှားပွေစားတော့နိုင်လားလို့ဆိုယောဂဝေဒနာဆွဲနေမလုံနိုင်ဘူးမကိုင်နိုင်ဘူးနော်ဒုက္ခိတာဖြစ်နေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလူတွေကတဏှာမှကြွေးမှတဏှာတဲ့လူကကြွေးမှစားရတဲ့အနေအထားမျိုးရောက်တာအမှောင်တွေကဘဝလို့ခေါ်တယ်ဟုတ်ပြီအမှောင်တွေကလူသားတွေဟာသူတို့တွေဟာအလင်းဘက်ကိုရှာပြီးသွားနေကြသလားနံပါတ်1အုပ်စုကိုကြည့်လိုက်မယ်ကဘာမှာရှိကြတဲ့လူတွေထဲမှာအမှောင်ထဲရောက်နေတဲ့လူတွေများစွာရှိတယ်စာဝတ်နေမပြည့်စုံကြဘူးမပြည့်စုံရုံတစ်ခုတည်းတည်းမဟုတ်ဘူးယောဂဝေဒနာတွေဆွဲကပ်နေတယ်လောကီစားတော့နိုင်မှုမရှိဘူးမဝရေစာစားပြီးတော့နေကြတယ်ယောဂါတွေဆွဲကပ်နေတယ်အဲ့ဒီအမှောင်တွေကဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေလုပ်နေတယ်လဲလို့ကြည့်လိုက်ဘာတွေလုပ်နေတယ်လဲတချို့ပုဂ္ဂိုလ်တွေကဘာတွေလုပ်နေတတ်တုံးဆိုရင်အမှောင်ထဲရောက်နေတော့လဲစာဝတ်နေမပြည့်စုံလို့ခိုးဖို့လူဖို့ရက်ဖို့ကြိုးစားနေတယ်စိတ်ထဲမှာလဲမကျေနပ်မှုတွေနဲ့ဖြစ်နေတယ်ဒေါသတွေဖြစ်နေတယ်ဒီချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမနာလို့မရှုစိမ်ဖြစ်နေတယ်စိတ်ဓာတ်ကဘယ်သူကမှမေတ္တာမထားနိုင်တော့ဘူးမနာလို့မရှုစိမ်တွေဖြစ်လာတယ်အဲ့ဒါလို့ဒုစရိုက်တွေစိတ်ထဲကလည်းမနောဒုစရိုက်တွေဖြစ်တယ်နှုတ်ကပြောတော့လဲဝစီဒုစရိုက်တွေကိုယ်တိလက်ရောက်လှုပ်တော့လဲကာဒုစရိုက်တွေလို့ဆိုတယ်အချင်းချုပ်ပြောလိုက်မယ်ဆိုလို့ရှိရင်အမှောင်ထဲကလူဖြစ်နေတဲ့အတိုင်းပဲသူဟာမကောင်းတဲ့အလုပ်တွေမကောင်းတဲ့စိတ်တွေသဘောထားတွေနဲ့လွှမ်းခြုံပြီးတော့နေတယ်မကျေနပ်မှုတွေနဲ့လွှမ်းခြုံပြီးတော့မဟုတ်တာလုပ်ဖို့ကြိုးစားနေတယ်မဟုတ်တာတွေကိုလုပ်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်ကိုသွားနေတာတုံးဆိုအမှောင်ကိုပဲသွားနေတယ်ဟုတ်လားအမှောင်ထဲမှာနေပြီးအမှောင်ကိုသွားနေတာအဲ့လိုပုဂ္ဂိုလ်တွေကလည်းလောကမှာအများကြီးရှိတယ်အမှောင်ထဲမှာဖြစ်နေပြီးတော့အမှောင်ထဲသွားနေတာအေးတချို့ပုဂ္ဂိုလ်ကြတော့ကိုယ့်ဘဝကိုတန်ဝေကားရတယ်
ငါတို့အတိတ်ကမကောင်းခဲ့လို့ဒီလိုဖြစ်ရတာကောင်းတဲ့လူတွေကြတော့ကြည်ချမ်းချမ်းမာမာပြည့်ပြည့်စုံစုံနေကြတယ်ငါတို့ဘဝကြတော့ကောင်းကောင်းမပြည့်စုံဘူးဆင်းရဲဒုက္ခတွေများတယ်ငါတို့ဟာတစ်ချိန်တုန်းကမကောင်းခဲ့လို့တို့ဒီဘဝမှာကောင်းအောင်နေမယ်ကောင်းတဲ့စိတ်ဓာတ်လေးတွေမွေးတယ်မကောင်းတဲ့အလုပ်တွေကိုရှောင်တယ်မကောင်းတဲ့အပြောတွေကိုရှောင်တယ်သူစရိုက်တရားတွေကိုကျင့်သုံးပြီးတော့တတ်နိုင်တယ်ဗျာစိတ်ကောင်းနှလုံးကောင်းထားပြီးတော့အေးချမ်းစွာနေသွားကြတဲ့ပုဂ္ဂိုလ်တွေကြတော့အမှောင်ထဲရောက်နေတော့လေအလင်းဘက်ကိုသွားနေတယ်လို့ဒီလိုဆိုတာနော်ကောင်းတဲ့အလုပ်တွေလုပ်တယ်သီလဆောက်တည်တယ်ငါးပါးသီလလုံးချုံအောင်နေတယ်သူများအသက်မတတ်ဘူးသူများဥစ္စာမခိုးဘူးသူတော်ဘာသာမယာမပြစ်မှားဘူးစိတ်နဲ့တောင်မပြစ်မှားဘူးလိမ်လေပြောကြတာမလုပ်ဘူးမူရစေဝါမသုံးဘူးဆိုတဲ့အခြေခံကိုချင်းတရားတွေနဲ့ပြည့်စုံကြိုးစားနေအဲ့ဒီလိုဘဝမှာအမှောင်ကျနေတော့လေအမှောင်တွေကဘဝရထားတော့လည်းပဲသူဟာအလင်းဘက်ကိုသွားနေတယ်လို့ကောင်းတဲ့အလုပ်တွေလုပ်နေသည့်အတွက်ကြောင့်အလင်းဘက်ကိုသွားနေသူလို့ဒီလိုဆိုရတယ်အဲ့ဒီလိုအလင်းဘက်ကိုသွားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာရှားပါတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဟောနောက်တစ်ခုလူတွေဟာဘဝအခြေအနေပေးလို့ကောင်းတယ်ထက်တမ်းမျိုးရိုးမှမွေးတယ်ရုပ်ဆင်းလှပါတယ်ကျမ်းမာတန်ဆွမ်းတယ်စာဝတ်နေပြည့်စုံတယ်အဲ့ဒီလိုထက်တမ်းကြကြပြည့်ပြည့်ဝဝဖြစ်တော့လည်းပဲဘာတွေစိတ်ဝင်စားလဲဒုစရိုက်ကိုစိတ်ဝင်စားအဲ့ဒီပုဂ္ဂိုလ်ဒုစရိုက်ကိုစိတ်ဝင်စားတယ်သူများတဲ့တတ်ရမလားတတ်တယ်သူများဥစ္စာခိုးဖို့ကြိုးစားမလားကြိုးစားတယ်သူတော်ဘာသာမယာစော်ကားဖို့တိတ်ခါချဖို့လုပ်လားလုပ်တယ်လိမ့်လေလှည့်ပြားသလားလှည့်ပြားတယ်မွေးစေဝါသုံးမလားသုံးတယ်ဆိုဟောလူရဲ့ကိုကျင့်တရားတွေပြက်ပြားပြီးတော့သီလစောင့်တည်ဖို့ဆိုတာဝေးဒါနကောင်းမှုလုပ်ဖို့ရဝေးလောကမှာတောက်စားမူရည်အပျော်ပါးတွေနဲ့ပဲနေသွားတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာအများကြီးပဲရှိတယ်ပေါ့နော်ပျော်ပျော်နေသေးခဲဆိုတဲ့ဆောင်းမုတ်ထားနော်ဒီဘုရားရဲ့အဆုံးအမမရတဲ့ပုဂ္ဂိုလ်တွေဆိုတာလေဘဝဆိုတာဒါပဲနောက်ထပ်မရှိဘူးလို့ယူဆတယ်ဒါကြောင့်မို့ life is too short ဘဝဆိုတာတူတူလေးပဲတူတူလေးပဲ enjoy yourself ပျော်ပျော်နေဆိုပြီးတော့ဒါပဲနောက်ဘဝကောင်းစားဖို့ဆိုသူတို့မမျှော်လင့်နောက်ဘဝဆိုတာလည်းမရှိဘူးမရှိသည့်အတွက်ကြောင့်ဒီဘဝမှာကောင်းအောင်နေတယ်ဆိုတဲ့အနေအထားမျိုးဟာအလကားနော်အသက်အရွယ်ကြီးလို့အဖိုးကြီးအဖွားကြီးအရွယ်ဒီဘုရားဘာသာအတွေ့ဆိုရင်အသက်အရွယ်ကြီးတဲ့အခါမှာဘုန်းကြီးကျောင်းသွားတရားထိုင်ရိတ်တာသွားတရားထိုင်ဆိုတဲ့အကျင့်မျိုးတွေနဲ့ဥပုသ်သီလစောင့်တုံးလို့ဒီလိုနေဟိုးဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေကိုကြည့်လိုက်မယ်ဆိုရင်အဖိုးကြီးဖွားကြီးတွေကဘာတွေလုပ်နေကြတော့ဆိုစဉ်းစားကြည့်ပေါ့နော်စဉ်းစားကြည့်သူတို့မှပျော်စရာပဲရှားနေကြများဖြင့်ပျော်စရာပဲရှားနေသီရိလင်္ကာနိုင်ငံနေတော့ကဒလတ်ဘုတ်ဆိုတဲ့စီရီလိုက်ပြတဲ့မူဗီရုပ်ရှင်ကားတစ်ခုရှိတယ်အဲ့ဒီမှာဒလတ်ဘုတ်ဆိုတာဘာလဲလို့ဆိုသင်္ဘောကြီးနဲ့ခရီးထွက်ကြအဲ့ဒီသင်္ဘောကြီးနဲ့ခရီးထွက်တာတွေကလူငယ်လူရွယ်တွေမဟုတ်ဘူးအဖိုးကြီးဖွားကြီးတွေထွက်ကြတာသင်္ဘောပေါ်ဆုံတဲ့အခါတယောက်တယောက်တန်ရောစင်ဖြစ်ပြီးတော့ပြန်လာကြတော့သင်္ဘောကဆင်းတဲ့အခါမလေးမျက်ရည်လေးတစားစားနဲ့သွားကြတယ်အဲ့ဒါအဖိုးကြီးဖွားကြီးတွေပဲနာမည်ပေးထားတာလဲဒလတ်ဘုတ်တို့နာမည်ပေးထားအဲ့ဒါပျော်ကြပါကြပျော်စရာကိုတခဏပဲတွေ့ပျော်စရာကိုရှာပြီးတော့အခုလိုနေကြတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲရှိတယ်အတိတရားရပြီးတော့အသက်အရွယ်ကြီးလို့ကောင်းတဲ့ဘက်ကိုဥလှည့်ပြီးတော့ဒါနနဲ့သီလနဲ့ဘာဝနာနဲ့နေတဲ့ပုဂ္ဂိုလ်အလွန်ရှာအဲ့တော့အလင်းနဲ့ရောက်လာပြီးတဲ့နောက်မှာလည်းအမှောင်ဘက်ကိုသွားနေတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်လို့ဒီလိုပြောရမယ်နော်အလင်းနဲ့ရောက်ပြီးတော့အမှောင်ဘက်ကိုသွားနေကြအေးအဲ့ဒါလို့မဟုတ်ဘဲနဲ့ဘဝမှာအရွယ်အလိုက်ကိုကျင့်တရားကောင်းအရွယ်နဲ့လိုက်လို့တဲ့အနေအထားမျိုးတွေနေတယ်အများကြီးအကောင်းမှုတွေလုပ်တယ်ဒါနတွေလုပ်တယ်သီလတွေစောင့်တည်တယ်ကမ္မဋ္ဌာန်းဘာဝနာတွေပွားများအားထုတ်တယ်ကောင်းကျိုးကောင်းရာရှိတာတွေကိုဆောင်ရွက်ပေးတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်
အဲ့ဒီပုဂ္ဂိုလ်တွေကြတော့အလင်းနဲ့ရဘဝကနေပြီးတော့အလင်းဘက်ကိုသွားနေတာဒီလိုဆိုလိုတာပေါ့အဲ့တော့အချင်းချုပ်လိုက်မယ်ဆိုလို့ရှိရင်မပြည့်စုံတဲ့ဘဝမှာဆင်းရဲဒုက္ခများပြားလာတဲ့ဘဝမှာလူဖြစ်ပြီးတော့မဟုတ်တာလုပ်နေလို့ရှိရင်တော့အမှောင်ထဲကနေပြီးတော့အမှောင်ထဲသွားနေတယ်လို့ပြောရမှာပဲအေးမပြည့်စုံတဲ့ဘဝမှာနေရတော့လည်းပဲစိတ်ကောင်းနှလုံးကောင်းထားပြီးကောင်းတာတွေလုပ်နေရင်တော့အမှောင်ထဲကနေပြီးတော့အလင်းဘက်ကိုသွားနေတယ်လို့ပြောရမယ်ဘဝမှာတော့ပြည့်စုံပါရဲ့လုပ်နေတဲ့အလုပ်တွေကဒုစရိုက်အလုပ်တွေပဲလုပ်တယ်ဆိုလို့ရှိရင်တော့အလင်းထဲကအမှောင်ထဲကိုသွားနေတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့ပြည့်စုံတာကိုအသုံးချပြီးတော့ကောင်းတဲ့ဘဝကောင်းတဲ့အလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်ကြတော့အလင်းထဲကအလင်းကိုသွားတဲ့ပုဂ္ဂိုလ်လို့အဲ့ဒီလိုအလင်းထဲကအလင်းကိုသွားတဲ့ပုဂ္ဂိုလ်ဟာအင်မတန်မှတန်ဖိုးရှိလာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့နံပါတ်1ရွေးချယ်ရမယ်4နံပါတ်ပုဂ္ဂိုလ်ဟာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့တွေဟာအခုလာတရားနာကြတဲ့ပုဂ္ဂိုလ်တွေဟာကြည့်မယ်ဆိုလို့ရှိရင်ဒီကျမ်းမာတန်ဆွမ်းပြီးတော့ရုပ်ဆင်းအင်္ဂါနဲ့ပြည့်စုံလို့စားနိုင်တောင်းနိုင်မိသားစုဘဝမှာဂုဏ်သိက္ခာရှိရှိနဲ့လူဖြစ်လာကြတာဆိုတော့အလင်းနဲ့ရောက်နေတဲ့ဘဝလို့ဒီလိုပြောမှာပဲအလင်းနဲ့ကဘဝမှာရောက်နေကြပြီအဲ့ဒီလိုတို့ဟာအလင်းနဲ့ကဘဝရောက်နေပြီတို့နေ့စဉ်လုပ်နေတဲ့အလုပ်ကအမှောင်ထဲသွားတဲ့အလုပ်လားအလင်းထဲသွားတဲ့အလုပ်လားဒီနှစ်ခုပဲစဉ်းစားဆင်ခြင်ဖို့လိုအပ်တယ်ပေါ့အေးအလင်းထဲသွားတယ်ဆိုရင်ကောင်းတဲ့အလုပ်တွေများများလုပ်ဖို့လိုအပ်တယ်ပေါ့ဒါနကောင်းမှုလုပ်ရမယ်သီလဆောက်တည်ရမယ်ကမ္မထဘာဝနာပွားများအထောက်ရမယ်ဆိုတာတွေကိုလုပ်ရအဲ့ဒါမှအလင်းထဲကိုသွားတယ်လို့ဆိုဒါဘဝခရီးကိုရှောက်လန်းတာနဲ့ပတ်သက်ပြီးတော့ပြောတာမြတ်စွာဘုရားဆုံးမသွန်သင်တဲ့နေရာမှာတော့အလင်းထဲကတကယ့်ထာဝရအလင်းကိုသွားနိုင်အောင်ကြိုးစားကြရမှာအဖြစ်တယ်အလင်းဆိုဒီမှာအသိဉာဏ်ရှိတဲ့ဘဝမျိုးအသိဉာဏ်နဲ့လှုပ်တဲ့ဟာကုသိုလ်ဆိုတာဟာအသိဉာဏ်နဲ့လှုပ်လို့ရတာဖြစ်သောကြောင့်ကုသလလို့ခေါ်တာကောတံလတံဗုဒ္ဓထေနကုသလကုသိုလ်ဆိုတာအသိဉာဏ်နဲ့ဖြစ်ပေါ်လာတာဒါကြောင့်မို့လို့စဉ်းစားဉာဏ်နဲ့ကုသိုလ်ကောင်းမှုတွေကိုကြိုးစားအထောက်ကြရမှာအေးမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတဲ့အခါကြလို့ရှင်အလင်းထဲမှာထာဝရအလင်းကိုရဖို့ရအတွက်ဘာလုပ်ရမလဲဆိုမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ရမှာဖြစ်တယ်ပေါ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာတို့တွေဗုဒ္ဓဘာသာတွေအတွက်လောက်ရမယ့်လမ်းစဉ်တွေကဖြောင်းဖြောင်းရှင်းရှင်းလေးမြတ်စွာဘုရားဟောထားတာနော်ရှင်းရှင်းလေးဟောထားတာနိဗ္ဗာန်သွားခြင်းနဲ့သို့မဟုတ်အလင်းထဲကိုသွားခြင်းနဲ့ဆိုလို့ရှိရင်ဘာလို့ရမလဲနံပါတ်1သီလစင်ကြယ်ရမယ်အဲ့ဒီသီလဆိုတာကိုစကလုံး၃လုံးနဲ့မဂ္ဂင်၈ပါးထဲမှာပြောထားတယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဟောဒီ၃ခုနဲ့ပြောလိုက်တာနော်အဲ့တော့သမ္မာဝါစာဆိုတာစကားပြောရင်နှုတ်ကိုစီကံထားမဟုတ်တာမပြောနဲ့လိမ်မပြောနဲ့မဟုတ်တာလိမ်မပြောနဲ့မှန်တာကိုသာပြောဒါသမ္မာဝါစာတူနဲ့တူမတဲ့အောင်ဂုံးမတိုက်နဲ့ညီညွတ်အောင်သာပြောတယောက်တယောက်မဆဲနဲ့နော်ယဉ်ကျေးလိမ်မှဆိုတာပြောအကျိုးမရှိတဲ့စကားတွေမပြောနဲ့တရားလက်လွတ်စကားတွေမပြောနဲ့အကျိုးရှိပြီးတရားနဲ့တရားနိလန်းကြတဲ့စကားမျိုးကိုသာပြောဆိုဟောတာသမ္မာဝါစာပဲနော်အဲ့တော့ကိုလုံးရမယ့်အလုပ်ကဒါဒီအလင်းထဲကိုသွားခြင်းနဲ့ဆိုရင်အဲ့ဒီလမ်းကိုရှောက်ကိုလုံးနေတာနှုတ်ကပြောနေတာကိုသိတယ်ကိုသိတယ်အဲ့တော့အလင်းထဲသွားမှလားအမှောင်ထဲသွားတာလားဆိုတော့နှုတ်ပြောတာကိုကြည့်လိန်ညာပြောနေမယ်ဆိုရင်အမှောင်ဘက်ကိုသွားနေတာမှန်တာကိုသာပြောနေတယ်ဆိုရင်အလင်းဘက်ကိုသွားတူနဲ့တူမတက်အောင်နော်အစင်မပြေအောင်ဂုံးတိုက်တယ်ဆိုရင်အမှောင်ကိုသွားနေတာအေးတူနဲ့တူညီညွတ်အောင်ပဲပြောပေးတယ်ဆိုလို့ရှိရင်အလင်းဘက်ကိုသွားတယောက်တယောက်ဒေါသနဲ့ဆဲတယ်ကျိမ်းပေါင်းတယ်ရိုင်းပြစွာပြောတယ်ဆိုရင်ဒါအမှောင်နဲ့သွားတာအဲ့ဒီလိုမဟုတ်ဘဲနဲ့လိမ္မာရင်ကျေးစွာသာနာပြောဝဲစကားနဲ့ဖြောင်းမြပြောတတ်တယ်ဆိုရင်အလင်းဘက်ကိုသွားတာတရားလက်လွတ်စကားတွေပြောနေလို့ရှိရင်အမှောင်ထဲကိုသွားနေတာတရားနိလန်းကြပြီအကျိုးရှိတဲ့စကားကိုပြောလို့ရှိရင်တော့အလင်းထဲကိုသွားတာလို့ဟောကိုယ်ပဲသွားနေတယ်လဲဆိုတာနှုတ်အပြောမှာပဲစဉ်းစားကြည့်ပေါ့ဒါကိုသမ္မာဝါစာလို့ခေါ်တာ
တခါတမန်ကမ္မန္တဆိုတာလောက်ရနဲ့ပတ်သက်တယ်လောကလူတွေဟာနေ့စဉ်နဲ့အမျှကိုရီးလက်ရောက်လုံနေတဲ့အလုပ်တွေရှိတယ်အဲ့ဒီအလုပ်ဟာနှစ်ခုစီခွဲကြည့်လိုက်မယ်ဆိုရင်အရေးပါတဲ့အလုပ်တွေနဲ့ပြောမယ်ဆိုရင်သူများအသက်တတ်တဲ့အလုပ်လားသို့မဟုတ်သူများအသက်ကရှောင်ကျင်ပြီးတော့မေတ္တာထားတဲ့အလုပ်လားဒီနှစ်ခုသူများပစ္စည်းတွေကိုခိုးယူတဲ့အလုပ်လားသို့မဟုတ်စင်စင်ကြယ်ကြယ်နေတဲ့အလုပ်လားသူတစ်ပါးသားမယားတိတ်ခါပြက်အောင်လုပ်တဲ့အလုပ်လားသို့မဟုတ်တိတ်ခါရှိနေတဲ့အလုပ်လားလို့ဆိုလူလောကမှာခွဲခြားပြီးတော့ကြည့်လိုက်ခွဲခြားကြည့်လိုက်တဲ့အခါမိမိရဲ့လက်နဲ့ဘယ်သူကိုမှအသက်မထွက်စေဘူးဘယ်သူကိုမှနှိပ်စက်တာညှဉ်းပန်းတာမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာပါဏာတိပါဒကရှောင်းတယ်မေတ္တာထားတယ်တရားတွေပေါ်မှာမေတ္တာထားတယ်တတ်ချင်းမှရှောင်ကြတယ်ရှောင်တယ်ဆိုတဲ့ဒီအလုပ်ဟာအလင်းမဲ့သွားနေတဲ့အလုပ်ပဲအေးတတ်လိုက်မယ်ဖြတ်လိုက်မယ်ဆိုတာတွေနဲ့နေမယ်ဆိုလို့ရှိရင်တော့မြည်သည့်တတ္တဝါပဲဖြစ်ဖြစ်နော်တတ်တယ်ဆိုတဲ့နေရာမှာခေါင်းစီမျိုးမျိုးပေးတယ်ကိုယ်ကာကွယ်တဲ့အနေနဲ့တတ်တာဘယ်လိုနည်းနဲ့ပဲတတ်တာဖြစ်ဖြစ်တတ်တာကတော့အပြစ်ပဲပေါ့နော်အဲ့တော့သူများအသက်ကိုတတ်ချင်းလို့ဆိုတာသူကအင်္ဂါ၅ချက်နဲ့ပြည့်စုံရင်ပါဏာတိပါဒကထိုက်သွားတယ်ဘယ်လိုတော့ဆိုလောကလူတွေကထင်ကြတယ်ပြောကြတယ်တချို့ကချင်းနေပေါ်တယ်ချင်းနေမတတ်လို့ရှိရင်လူယောဂဖြစ်လိမ့်မယ်ဒါတွေးတယ်ပေါ့နော်ယောဂဖြစ်မှာဆိုလို့ချင်းကိုတတ်လိုက်တော့ယောဂပျောက်သွားလားဆိုမပျောက်ဘူးဒါပျောက်တာတော့အဲ့တော့စဉ်းစားပုံချင်းကမတူဘူးအေးစဉ်းစားတဲ့ပုဂ္ဂိုလ်ကချင်းမတတ်လို့ရှိရင်ယောဂတွေဖြစ်လာလိမ့်မယ်ချင်းတွေကိုတော့တတ်ရမယ်လို့ဒီလိုယူဆအဲ့တော့ပါဏာတိပါဒကံထိုက်သလားလို့မေးကြည့်လို့ရှိရင်အင်္ဂါ၅ချက်နဲ့ညီရမယ်ပါဏာတိကပါဒကံဆိုတာတရဝါလည်းဖြစ်ရမယ်တရဝါဆိုတဲ့အသိစိတ်လည်းရှိတယ်တတ်ချင်တဲ့စိတ်လည်းဖြစ်တယ်တတ်သေအောင်လည်းလုပ်တယ်သေလည်းသေသွားတယ်ဟောဒီ၅ချက်နဲ့ပြည့်စုံရင်တော့ဘာကောင်တတ်ပါဏာတိပါဒပဲသူကဘာအကြောင်းပြနဲ့ပဲတတ်ပါဏာတိပါဒဖြစ်တယ်သို့တော့အပြစ်ကြီးတယ်သေးတယ်တော့ရှိတယ်စင်နှကောင်တတ်တာနဲ့ခြေနှကောင်တတ်တာချင်းအပြစ်ချင်းတော့မတူဘူးပေါ့စင်တတ်ရတာကြိုးပမ်းအထောက်မှုလုံးလဝိရိယအများကြီးလောက်ရခြေနှကောင်တတ်တာကြတော့လက်လေးထဲမှာအသာလေးပျောက်သွားနိုင်တယ်ပေါ့လုံးလဝိရိယမစိုက်ထုတ်ရဘူးအဲ့တော့ဘာကြောင့်ပဲတတ်တဲ့ပုဂ္ဂိုလ်ဟာပါဏာတိပါဒကံထိုက်လို့တမ္မာကမ္မန္တမဖြစ်ဘူးမေသကမ္မန္တဖြစ်တယ်ပေါ့အဲ့တော့ဘယ်လိုနှလုံးသွင်းရမလဲမေတ္တာထားရမယ်သူလည်းတတ္တဝါငါလည်းတတ္တဝါနော်ငါ့ကိုကြိုက်ရင်ယောဂဖြစ်မယ်ဆိုလို့ရှိရင်မကြိုက်အောင်နေမယ်ခြေနှောင်နဲ့နေမယ်နော်သူတို့မရှိအောင်မရှိတဲ့နေရာရှားနေမယ်ရှိလာလို့ရှိရင်လည်းကိုယ်မကြိုက်အောင်ထားမယ်ဒီလိုနေရင်ရောမဖြစ်ဘူးလားလို့ဆိုဖြစ်တာပဲနော်တတ်လိုက်လို့တတ်လိုက်သည့်အတွက်ကြောင့်မျိုးတုံးသွားလားလို့ဆိုဘယ်တုံးမှာမတုံးဆေးဖြန်းလို့နောက်ထပ်ပေါ်လာတဲ့ခြင်းကပို့ပြီးတော့ပြီးသွားပို့ဆိုးလာအဲ့တော့တတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအကြောင်းတစ်ခုကိုအကြောင်းပြပြီးတော့သူကတန်မိုးထားတာချင်းကွာသွားတာတန်မိုးထားတာဘယ်လိုထားတော့ဆိုကိုယ်အသက်ရှည်ဖို့အတွက်ဉာဏ်နဲ့တရားဝါကောင်ကိုဖယ်ပစ်တယ်အဲ့ဒီကလေးက selfish ကိုကြိုးရှာတဲ့သမားဖြစ်သွားပြီနော်အဲ့တော့အဲ့ဒီလိုစိတ်ဓာတ်မျိုးမွေးမဲ့အစားအေးတရားဝါဆိုတာသူလည်းအသက်ရှင်မှာပဲငါလည်းအသက်ရှင်သူတက်တန်းနဲ့သူငါတော့ငါ့ကိုမထိခိုက်အောင်မကိုက်အောင်ငါနေမယ်ဆိုပြီးတော့ရှောင်ရှားပြီးချင်မလာတဲ့နီးတွေနဲ့လှုပ်ပြီးတော့နေမယ်ဆိုလို့ရှိရင်လည်းနေလို့ရတယ်ပါဏာတိပါဒကံကလွတ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလိုပဲအကုသိုလ်ကံတွေကနေပြီးတော့ရှောင်ရှားကြကိုယ့်ကိုရှောင်ရှားလောကလူတွေကတန်မိုးထားတာချင်းမတူကြဘူးတချို့ကကိုယ့်အသက်ကိုတန်မိုးထားကိုယ့်အသက်ကိုတန်မိုးထားသည့်အတွက်ကြောင့်သီလနဲ့အသက်ကိုဘယ်ဟာတန်မိုးထားတော့ဆိုသီလကိုတန်မိုးမထားဘူးအသက်ကိုတန်မိုးထားတယ်အသက်တော့အသေးမခံနိုင်ဘူးသီလတော့ပြည့်ချင်ပြည့်ပါစေဒါတန်မိုးထားတာချင်းကွာသောတာပန်ပုဂ္ဂိုလ်တွေဖြစ်သွားပြီဆိုလို့ရှိရင်တော့အသက်ကိုတန်မိုးမထားဘူးသီလကိုတန်မိုးထားတယ်သောတာပန်နေကြအေးအသက်သေးခြင်းသေးပါစေအသက်ဆိုတာတဘဝတစ်ခါပဲသေးတယ်
တီလာတော့အပြတ်မခံဘူးဆိုတဲ့စိတ်ဓာတ်တန်မိုးထားတာချင်းกว่าတယ်ပေါ့နော်အဲ့ဒါလို့တန်မိုးထားပြီးတော့ကိုချင်းတီလာတွေနဲ့ပြည့်စုံအောင်နေမယ်ဆိုလို့ရှိရင်တမ္မံကမ္မန္တာဖြစ်တယ်ပေါ့အဲ့ဒီတမ္မံကမ္မန္တာဆိုတဲ့ကိုချင်းတီလာကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားအထောက်တမ္မာမိစ္ဆာအာစီဝတမ္မာအာစီဝမှန်ကန်သောနည်းနဲ့အသက်မွေးတယ်ဆိုတော့လောကလူတွေဟာဘဝယက်တည်ဖို့ရအတွက်အသက်မွေးဝမ်းကြောင်းကိုလှုပ်ကြလှုပ်တဲ့အခါမှာနော်မိမိအသက်ရှင်ဖို့အတွက်သို့မဟုတ်မိမိအသက်မွေးဝမ်းကြောင်းအတွက်လိန်ပြောပြီးတော့အသက်မွေးတာလားနော်လိန်ပြောပြီးတော့အသက်မွေးတာလားသို့မဟုတ်ခုံးတိုက်ပြီးတော့အသက်မွေးတာလားဆဲရည်ပြီးတော့အသက်မွေးတာလားမဟုတ်တမ်းတရားတွေပြောပြီးတော့အသက်မွေးတာလားဆိုရင်မိစ္ဆာအစီဝါဖြစ်တယ်သူများအသက်တတ်ပြီးတော့အသက်မွေးတယ်သူများဥစ္စာခိုးပြီးတော့အသက်မွေးတယ်သူတော်ဘာသားမယားပြစ်မှားပြီးတော့အသက်မွေးတယ်ဆိုလို့ရှိရင်လည်းမိစ္ဆာအာစီဝါဖြစ်တယ်ဒုစရိုက်တွေကိုလှုပ်တဲ့အခါမှာကိုယ်အသက်မွေးဝမ်းကြောင်းအတွက်လှုပ်လို့ရှိရင်မိစ္ဆာအာစီဝါအသက်မွေးဝမ်းကြောင်းနဲ့မပတ်သက်ဖဲနဲ့တခြားနည်းနဲ့လှုပ်ထားကြတော့ဒုစရိုက်ဒီလိုဆိုလို့တယ်အဲ့တော့မဂ္ဂင်၈ပါးထဲမှာကိုသွားတဲ့လမ်းကြောင်းတစ်ခုဟာသမ္မာဝါစာသမ္မာကမ္မန္တာသမ္မာအာစီဝဆိုတော့ဒီလမ်းကြောင်းပေါ်ကိုတက်လိုက်တယ်အဲ့ဒီလိုကိုချင်းသီလအခြေခံနေကောင်းတယ်နှုတ်ကိုစီကံထားတယ်ကိုဒီလက်ရောက်ပြုမှုမှုကိုစီကံချက်ထားတယ်အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးစင်ကြယ်အောင်နေတယ်ပေါ့မဟုတ်တာနဲ့အသက်မမွေးဘူးဆိုရင်အဲ့ဒီ၃ခုနဲ့ပြည့်စုံလာပြီဆိုရင်သာဝရအလင်းဘက်ကိုသူကဥလဲ့နေတဲ့သဘောဒါရင်လဲလုံလောက်လာလို့ဆိုမလုံလောက်သေးဘူးဘာလို့အောင်မှန်ကန်တဲ့အမြင်ရှိဖို့လိုတယ်မှန်ကန်တဲ့အမြင်ရအောင်မှန်ကန်တဲ့အတွေးတွေတွေးရမယ်တွေးထားတဲ့အတိုင်းမှန်ကန်တဲ့အလုပ်တွေကြိုးစားအထောက်ရမယ်ကြိုးစားအထောက်တဲ့အခါမှာတတိကြီးစွာထားပြီးတော့ကြိုးစားအထောက်ရမယ်စိတ်တည်ငြိမ်မှုရအောင်ကြိုးစားရမယ်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့မဲ့ခင်၅မျိုးဒီအရေးချင်းတွေဟာကိုယ်တိုင်လုပ်ယူရမယ်အရေးချင်းတွေပဲအဲ့တော့သမ္မာဒိဋ္ဌိဆိုတာဘယ်လိုဟာတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတာအခြေခံအဖြစ်သမ္မာဒိဋ္ဌိပဲအခြေခံသိလာပြီးတဲ့နောက်ဆုံးမှာလောကမှာအမှန်တရားဆိုတာကိုသိချာသိလာဒုဘဝမှာယုံနဲ့နံ2မျိုးပဲရှိတယ်ယုံနံနဲ့2မျိုးပေါင်းစပ်ပြီးတော့ဒါလှုပ်ရှားပြောဆိုနေကြတာတကယ်တော့ယုံနဲ့နံ2မျိုးကလွဲပြီးဘာမှမရှိဘူးလို့သိလာလို့ရှိရင်ဝိပဿနာသမ္မာဒိဋ္ဌိဖြစ်လာဟောအဲ့ဒါလို့ဖြစ်ဖို့ရအတွက်သမ္မာသင်္ကပ္ပဆိုရယ်မှန်ကန်တဲ့အတွေးတွေနဲ့ပံ့ပိုးပေးရမယ်မှန်ကန်စွာစဉ်းစားတတ်ရမယ်အခုလိုတရားတွေနားတယ်တရားစာအုပ်တွေဖတ်တယ်ဖတ်ပြီးတဲ့အခါဘဝနဲ့ချင်းကပ်ပြီးတော့ဘဝနဲ့ရှုမှတ်ပြီးတော့ဆင်ញင်သုံးသက်တတ်လာလို့ရှိရင်ဒါသမ္မာသင်္ကပ္ပဖြစ်လာရင်သမ္မာဒိဋ္ဌိဆိုတဲ့အမြင်မှန်မှုတွေရလာအဲ့ဒီလိုအမြင်မှန်ရလာတဲ့အခါမှာဘာလို့ကသမ္မာဝါယာမမှန်ကန်တဲ့ကြိုးစားမှုကိုလုပ်ရမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာဘာကိုပြောတာလဲဆိုကြိုးပမ်းအထောက်မှု၄ရပ်ကိုဆိုလို့တယ်ကြိုးပမ်းအထောက်မှု၄ရပ်ဆိုလူတွေရဲ့တဏ္ဍာမှာမကောင်းတာနဲ့ကောင်းတာဆိုတာနှစ်ခုရှိတယ်အဲ့ဒီမကောင်းတာနဲ့ကောင်းတာဆိုတာကုသိုလ်နဲ့အကုသိုလ်ပဲအကုသိုလ်ကမကောင်းတာကုသိုလ်ကကောင်းတာအဲ့တော့ကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်နေသဘောထားတွေမဖြစ်အောင်ကြိုးစားတာတစ်ခုမကောင်းတဲ့စိတ်နေသဘောထားတွေဖြစ်ပေါ်လာလို့ရှိရင်လေတွန်းလှန်ဖယ်ရှားပြစ်ဖို့ကြိုးစားတာတစ်ခုတခါကောင်းတဲ့ဘက်ကကုသိုလ်စိတ်တွေကောင်းတဲ့စိတ်ဓာတ်တွေမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားတာတစ်ခုဖြစ်လာပြီးတဲ့နောက်မှာတိုးပွားလာအောင်ကြိုးစားတာတစ်ခုဆိုဟောဒါမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုလို့ခေါ်တယ်ဒါဟာအရေးကြီးဆုံးပဲဘဝမှာတော့ကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့လောကလူတွေဟာကိုယ့်ကိုဆင်ញင်သုံးသပ်ပေမဲ့လို့ဘာတွေလုပ်လဲဆိုရင်လှမလှကြည့်ကြတာပဲများတယ်အဲ့တော့လှမလှကြည့်တယ်လို့ပဲကိုယ်စိတ်လေးထဲမှာလောဘတွေရှိနေသလားဒေါသတွေရှိနေသလားမောဟတွေရှိသလားဆိုတာတွေကိုဆင်ញင်သုံးသပ်ပြီးတော့ဆိုပါစို့စိတ်ခဏခဏတူတဲ့ပုဂ္ဂိုလ်ကလည်းနောက်စိတ်မတူမိအောင်ငါတတိထားမယ်ကြိုးစားမယ်ဟောမှန်ကန်တဲ့ကြိုးစားချက်စိတ်တူမိလို့ရှိရင်လည်းမြန်မြန်ဆန်ဆန်စိတ်ပြေသွားအောင်ကိုယ့်အကိုကြိုးစားမယ်ဟောသူကပေါ်မေတ္တာမထားနိုင်သေးဘူးဆိုရင်မေတ္တာထားနိုင်အောင်ကြိုးစားမယ်ထားလာတဲ့မေတ္တာကိုလည်းပိုးခိုင်မာလာအောင်ကြိုးစားတယ်ဆိုဟောဒီကြိုးပမ်းမှု၄ရပ်နဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ဒါသမ္မာဝါယာမလို့ခေါ်တယ်ပေါ့
အဲ့ဒါလို့တမ္မာဝါယာမနဲ့ကြိုးပမ်းအားထုတ်လာပြီဆိုရင်ထာဝရအလင်းနဲ့နီးလာတာပဲအဲ့လိုကြိုးပမ်းတဲ့အခါမှာကိုလှုပ်တဲ့လုပ်ငန်းတွေပေါ်မှာတတိထားဖို့လိုအပ်တယ်အဲ့ဒီမှန်ကန်တဲ့တတိရှိနေခြင်းဟာတမ္မာတတိပဲမှန်ကန်တဲ့တတိရှိပြီးတော့မှန်ကန်တဲ့လုပ်ရပေါ်မှာစိတ်တည်ငြိမ်မှုထားလိုက်တာတမ္မာသမာဓိလို့ခေါ်တယ်အဲ့တော့ပေါင်းလိုက်မယ်ဆိုရင်သမာဓိလုပ်ငန်းလည်းလုပ်တယ်သမာဓိစွမ်းအားနဲ့ဖြည့်လိုက်လို့အသိပညာတွေလည်းတက်လာတယ်ဆိုတော့တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကပညာတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိတို့ကသမာဓိလို့ဆိုဟောသီလလည်းရှိလာတယ်သမာဓိလည်းရှိလာတယ်ပညာလည်းရှိလာတယ်ဒီသီလသမာဓိပညာကိုကိုယ်တဏ္ဍာမှာထူထောင်ပြီးတော့စခန်းသွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာထာဝရအလင်းကိုသွားနေတဲ့ပုဂ္ဂိုလ်တွေဒီလိုဆိုလိုတာပေါ့နော်တာမန်လူတော်လူကောင်းဖြစ်လို့ရှိရင်တော့အလင်းဘက်သွားနေတာဟုတ်တယ်သို့တော့ထာဝရအလင်းကိုမဟုတ်သေးဘူးထာဝရအလင်းသွားခြင်းလို့ရှိရင်အခုပြောတဲ့မှန်ကန်တဲ့အမြင်တစ်ခုရှိရမယ်မှန်ကန်တဲ့အတွေးရှိရမယ်ကိုချင်းသီလကိုအခြေခံပြီးတော့ကြိုးပမ်းအထောက်မှုတွေရှိရမယ်မှန်ကန်တဲ့တတိတွေမှန်ကန်တဲ့တမာရီတရားတွေကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားအထောက်ရမယ်အဲ့ဒါလို့ဝိပဿနာကျင့်စဉ်လေးတစ်ခုကျင့်ပြီဆိုတဲ့အခါမှာဒီပုဂ္ဂိုလ်ဟာထာဝရအလင်းလို့ခေါ်တဲ့ဝိပဿနာဉာဏ်တွေအလင်းဓာတ်တွေရလာပြီးတဲ့နောက်မှာနောက်ဆုံးမှာအမှောင်တရားကိုလုံးဝဖယ်ရှားပြစ်နိုင်တဲ့မဲ့ဉာဏ်ဆိုတာပေါ်လာနိုင်တယ်အဲ့ဒီမဲ့ဉာဏ်ဆိုတဲ့ထာဝရအလင်းရောင်ကိုရလိုက်တာနဲ့တပြိုင်နက်ဘယ်တော့မှပြန်မမှောင်တဲ့အနေအထားမျိုးကိုရောက်ရှိသွားပြီးတော့တဏှာကိုဆင်းရဲကလွတ်ကင်းသွားသည့်ထိအောင်အလင်းဓာတ်အလင်းဘက်ကိုထာဝရအလင်းဘက်ကိုရောက်သွားနိုင်တာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာခွဲခြားဟောကြားဆုံးမတော်မူခဲ့တဲ့အတိုင်းတို့တွေဟာအမှောင်တွေကဘဝလားအလင်းတွေကဘဝလားတို့စင်ញင်စဉ်းစားသုံးသပ်ပြီးတဲ့အခါမှာတို့တွေဟာအမှောင်နဲ့သွားတာလားအလင်းနဲ့သွားတာလားဆိုတာကိုသေသေးချာချာစင်ញင်သုံးသပ်ပြီးတော့အလင်းတွေကိုသွားဖို့ထာဝရအလင်းရောက်အောင်သွားဖို့တို့လောက်ကြမှာပါလားလို့ကိုစီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ပြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတွေဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြတ်จิตာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း